မြန်မာရိုးရာမဟာဘုဗေဒင်ပညာအရစနေသားသမီးတွေဟာအဓိပတိအိမ်ဌာနမှာရောက်ရှိလာပြီးတော့စနေသားသမီးအဓိပတိဘွားတွေဖြစ်လာခဲ့မယ်ဆိုရင်အဓိပတိဆိုတဲ့အိမ်ဌာနသည်ခေါင်းဆောင်အကြီးအကဲဆရာသမားဆိုတဲ့အဓိပ္ပာယ်ရှိတဲ့ဌာနဖြစ်ပြီးတော့စနေသားသမီးတွေဟာဒီလောကကြီးထဲမှာကြွယ်ဝချမ်းသာခြင်းနဲ့ပတ်သက်လာပြီးဆိုရင်တခြားသောနေနံတွေထက်ပိုမိုပြီးတော့စီးစိမ်ဥစ္စာပြည့်စုံတဲ့စနေသားသမီးတွေအဖြစ်နဲ့ယာရုဂုံတွေအနေနဲ့ပြည့်စုံတဲ့အနေအထားမျိုးရှိတဲ့ဂျိုးဆိုတဲ့ဂျိုပရိယေကိုပိုင်ဆိုင်ထားတဲ့ပုံကိုယ်တွေဖြစ်ပါတယ်။စနေဟာတနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်အဖြတ်အဖြတ်အမှောက်ကိုလည်းပြောလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့စနေသားသမီးတွေဟာအဓိပတိအိမ်ဌာနကိုရောက်ရှိလာတဲ့အခါမှာအဓိဉာဏ်ပညာတွေးခေါ်နဲ့ပြည့်စုံတဲ့ပုံကိုဖြစ်လာခဲ့မယ်ဆိုလို့ရှိရင်တကယ်ကိုငကားကဲ့သို့ပြောမယ်ဆိုလို့ရှိရင်စီးပွားဥစ္စာရှာဖွေနိုင်ပြီးတော့တိုင်းပြည်ရဲ့အကျိုးစီးပွားမိသားစုရဲ့အကျိုးစီးပွားကိုဦးစီးဦးဆောင်ဖြင့်ကုညီဆောင်ရွက်ပေးနိုင်သောဘာသာသနာကိုအကျိုးပြုနိုင်သောတကယ်ကိုသူရဲကောင်းကြီးလူစွမ်းကောင်းကြီးတယောက်ဖြစ်လာမှဖြစ်ပြီးတော့အဓိဉာဏ်ပညာအတွေးခေါ်နဲ့မပြည့်စုံဘူးဆိုရင်မိသားစုကိုလည်းဖျက်ဆီးမယ်တိုင်းပြည်ကိုလည်းဖျက်ဆီးမယ်စီးစိမ်ဥစ္စာတွေကိုလည်းပဲမတမာတဲ့နီးတွေနဲ့ရှာဖွေသွားမယ်ကလိန်ကြစ်တွေကြမယ်တခိုးဖြစ်မယ်သူရုပ်မာကြီးဖြစ်မယ်မကောင်းတဲ့အောင်လန်းအတက်တွေကိုသုံးလာတဲ့ပုံကိုဖြစ်လာမယ်ဇာတာမျိုးကိုပြောင်းလဲသွားမှာဖြစ်တယ်စနေသားသမီးအဓိပတိဘွားတွေကိုနာမည်ပေးတဲ့အခါမှာစနေနဲ့စပြီးတော့တောက်ကြနဲ့အဆုံးသတ်ပေးတဲ့နာမည်တွေပေးလို့မရတော့ဘူးစနေနဲ့စပြီးတော့အင်္ဂါနဲ့အဆုံးသတ်ပေးတဲ့နာမည်တွေပေးလို့မရတော့ဘူးအဲ့လိုမျိုးနာမည်တွေပေးလာခဲ့မယ်ဆိုစနေသားသမီးအဓိပတိဘွားအနေနဲ့အစာကောင်းပြီးတော့အနှောင်းမတည်ကြတဲ့ကိစ္စတွေကြုံလာလိမ့်မယ်ဘယ်အရာကိုမှအဆုံးစွန်ထိအောင်မြင်အောင်ကြိုးစားအထောက်သွားနိုင်တဲ့ပုဂ္ဂိုလ်မဖြစ်လာတော့မယ်ကံတရားမျိုးကိုပိုင်ဆိုင်သွားရနိုင်တယ်အိမ်ထောင်ရေးပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ကိစ္စအချီးပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းပဲတစ္ဆာမရှိတဲ့ပုဂ္ဂိုလ်ဖြစ်ပြီးတော့အိမ်တော်ဆက်များတဲ့ပုဂ္ဂိုလ်မျိုးဖြစ်သွားနိုင်တယ်ဒီအတွက်ကြောင့်မလို့စနေသားသမီးအဓိပတိဘွားတွေအနေနဲ့နာမည်ပေးတဲ့အခါမှာစနေနဲ့စပြီးတော့တောက်ကြနဲ့အဆုံးသတ်ပေးတဲ့နာမည်စနေနဲ့စပြီးတော့အင်္ဂါနဲ့အဆုံးသတ်ပေးတဲ့နာမည်တွေလုံးဝပေးလို့မရဘူးဒါသည်မြမရိုးရမဟာဘုဗေဒင်ပညာတစ်ခုတည်းကိုပဲဥတည်ပြီးတော့ပြောဆိုနေတဲ့ပညာကန်းတွေဖြစ်တဲ့အတွက်ကြောင့်မလို့တခြားပညာကန်းတွေအကြောင်းကျွန်တော်ကိုလာပြီးတော့ပြောမယ်ဆိုရင်ဒီကနေပြီးတော့တစ်ခါတည်းပဲကျွန်တော်ကြိုပြီးတော့ပြောပြရစေကျွန်တော်အဲ့ဒါတွေမသိပါဘူးကျွန်တော်ကပြောနေတာဒီမြမရိုးရမဟာဘုဗေဒင်ပညာတစ်ခုတည်းကနေပြီးတော့ပြောနေတာဖြစ်ပါတယ်